အဓိကအချက်ကတော့စိတ်ကိုအားမထားခြင်းမှာလူစိတ်ကအားပြီးဆိုတာနဲ့ပျော်စရာတွေကောင်းတာတွေထက်စိုးရင်စိတ်ညစ်စရာတွေကိုပဲပိုပြီးတွေးတောနေတတ်တာသဘာဝပါကိုရှာဖွေပါဘလို့အရာမျိုးသင်စိတ်ကနစ်မြုပ်နေတတ်ပါသလဲဥပမာဂိမ်းကစားနေရရင်အားလုံးကိုမေ့နေတတ်တာပုံဆွဲနေရရင်အားလုံးကိုမေ့နေတတ်တာအပင်ဆိုင်နေရရင်အားလုံးကိုမေ့နေတတ်တာအဲ့လိုစိတ်တစ်ခုလုံးနစ်မြုပ်ပြီးအားလုံးကိုမေ့နေတတ်တာတစ်ခုကိုတွေ့အောင်ရှာပြီးလှုပ်ဆောင်ပါစိတ်နစ်မြုပ်နေတဲ့အချိန်မှာစိတ်ညစ်စရာတွေမေ့ထားနိုင်လာတယ်တစ်ခုကို focus ပြန်လုပ်နိုင်လာတယ်စိတ်အေးချမ်းမှုပြန်ရလာတယ်အကြံပြုပြောဆိုခဲ့တယ်လို့တရားသဘောရှိခြင်းစိတ်ကိုအားမထားခြင်းရည်မှန်းချက်ထားရှိလှုပ်ဆောင်ခြင်းတို့ဖြင့်လည်းပူပင်သောကများကင်းဝေးနိုင်ပါလိမ့်မယ်စိတ်ပူပင်သောကကင်းဝေးနိုင်ကြပါစေ။